မင်္ဂလာပါအမုံရှိုး movie recaps channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Girl in the Basement လို့ခေါ်တဲ့တေးထိရင်ဖို့ရာဇဝတ်မှုရုပ်ရှင်ကားလေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဇလန်းဆာမှာတော့အဓိကဇက်ကောင်ဆာရာနဲ့သူမရဲ့ဖခင်ဒေါန်တို့ဟာအသက်ရှူရခက်ခဲနေတဲ့မရီကိုဆေးရုံအမြန်ပို့နေကြတာကိုတွေ့ရမှာပါမရီအသက်ရှူရသွားတဲ့အချိန်မှာဆာရာကအရန်ကိုထိတ်လန့်သွားပြီးဒေါန်ကိုကားမြန်မြန်မောင်းဖို့တိုက်တွန်းมาတော့တယ်ဆေးရုံရောက်တဲ့အခါမှာတော့ဒီလူကြီးကဆာရာကိုဘာမှမပြောဘဲငင်းငင်းနီးဖို့အသေးချာမှကြားလိုက်ပါတယ်ဆေးရုံကဝန်ထမ်းတွေကမရီကိုအောက်ဆီဂျင်ပြီးအသက်ကယ်ဖို့အစွမ်းကုန်စူးစမ်းကြပေမဲ့နောက်ဆုံးမှာတော့နှလုံးခုန်ရပ်ပြီးဆုံးပါသွားပါတော့တယ်တကယ်တော့ဆလန်ကလွန်ခဲ့တဲ့အနှစ်20ကစတင်ခဲ့တာပါအဲ့ဒီတုန်းကဆာရာနဲ့သူမရဲ့အစ်စ်မအေမီတို့ဟာသူတို့မိဘတွေဖြစ်တဲ့ဒင်နဲ့အိုင်ရင်တို့နဲ့အတူညစာစားနေကြတာပါဒါပေမဲ့ဆာရာအဖေကသူမကိုပါတီသွားခွင့်မပေးပဲမိသားစုအပေါ်အယမ်းချိုးကင်လွန်နိုင်ကြောင်းထမင်းဝိုင်းရဲ့အခြေအနေကတင်းမာသွားခဲ့ပါတယ်။အဲ့ဒီညမှာပဲဆာရာသူမရဲ့ရီစာခရစ်နဲ့အတူခိုးထွက်သွားခဲ့ပါတယ်။နောက်တော့ဆာရာအခန်းထဲမှာလူမရှိတာကိုမိဘတွေသိသွားပြီးသူမအဖေကသူမကိုပြဿနာရှာတဲ့ကလေးလိုတတ်မှတ်လိုက်ပါတယ်။ပါတီမှာတော့ဆာရာကခရစ်နဲ့အတူပျော်ပျော်ပါပါကခုန်နေခဲ့ပြီးခရစ်ကလည်းသူမအတွက်တီးတန့်ရေးထားတဲ့တခြင်းလေးကိုဆိုပြခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ချစ်တဲ့အကြောင်းတွေပြောခဲ့ကြပြီးနမ်းခဲ့ကြပါတယ်။မနေ့ရောက်လို့ဆာရာအိမ်ပြန်လာတဲ့အခါမှာတော့ဒေါန်ကတင်ညလုံးစောင့်နေခဲ့တာပါ။သူတို့နှစ်ယောက်စကားများကြပြီးဆာရာကသူမအသက်16နှစ်ပြည့်တာနဲ့ဒီအိမ်ကနေအပြီးထွက်သွားတော့မယ်လို့ပြောလိုက်ပါတယ်။ဆာရာကသူမရဲ့အမေနဲ့အစ်စ်မကိုနဲ့အလုပ်လုပ်ရင်းနိုင်ငံအနှံ့ခရီးလဲလဲမဲ့အစီအစဉ်တွေကိုပြောပြနေခဲ့ပါတယ်။ဒါကိုသူမအဖေကချောင်းသားထောင်မိသွားပြီးမြေအောက်ခန်းထဲကစားအုပ်စင်နောက်ွယ်မှာဟွက်ထားတဲ့အခန်းတစ်ခုစီကိုတွာလိုက်ပါတော့တယ်။3 လကြာပြီးနောက်မှာတော့ဆာရာကြောင်းပြီးသွားပါပြီ။အိုင်ရင်အိမ်ကနေအပြင်းသွားနေတဲ့အချိန်မှာဂွန်ကဆာရာကိုတစ်တာတလုံးကူးထည့်ခိုင်းပြီးမြေအောက်ခန်းထဲကိုလှည့်ဖျားခေါ်သွားပါတယ်။အဲ့ဒီမှာရှိတဲ့ရှူဝတ်အခန်းဟာအရင်အိမ်ပိုင်းရှင်းဆောက်ခဲ့တဲ့ဘုံခိုချင်းထီတယ်လို့ပြောပြီးသူမကိုအဲ့ဒီအခန်းထဲထည့်ပိတ်လိုက်ပါတော့တယ်။ဆာရာကထိတ်လန့်တကြားအော်ဟစ်အကူအညီတောင်းပေမဲ့အဲ့ဒီအခန်းကအတန်လုံနေတာကြောင့်ဘယ်သူမှမကြားနိုင်ခဲ့ပါဘူး။သူမပြောက်ထားတာကိုစိုးရိမ်နေတဲ့အမိဖြစ်သူကတော့ရေကိုဖုံးဆက်အကြောင်းကြားခဲ့ပါတယ်။လေရမြောက်နေမှာတော့သူမအဖေကရောက်လာပြီးသူမအတီးမှဘယ်လိုနေရမလဲဆိုတာကိုအေးအေးဆက်ဆက်ရှင်းပြပါတယ်။အသက်ရှူဖို့လေကောင်းလေတန့်ကအစားသူမရချင်တာမတမတ်တာကိုအလိုအကျွေးပြူပြီးမှရမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒေါန်ကဆာရာကိုမဖွယ်မရပြူချင်ခဲ့ပါတယ်။ရေတယောက်အင်ကိုရောက်လာပြီးဆာရာကသူမစီစဉ်ထားတဲ့အတိုင်းခရစ်နဲ့ခရီးထွက်သွားတာဖြစ်နိုင်တယ်လို့ပြောပါတယ်။ဒါပေမဲ့အိုင်ရင်ကတော့ဆာရာဟာသူမရဲ့16နှစ်ပြည့်မွေးနေ့မတိုင်ခင်နှုတ်မဆက်ဘဲဘယ်တော့မှထွက်သွားမှာမဟုတ်ဘူးလို့ယုံကြည်နေပါတယ်။တယောက်တည်းအထီးကျန်နေတဲ့ဆာရာဟာခရစ်နဲ့ကုံဆုံးခဲ့တဲ့အချိန်တွေကိုပဲပြန်တွေးနေခဲ့ရပါတယ်။ခရစ်ကအိမ်ကိုလိုက်လာပေမဲ့ဒေါန်ကဆာရာဟာကြောင်းပြီးလို့အိမ်နီးနားချင်းစတီဗ်နဲ့လိုက်ပြီးသွားပြီးလို့လိန်ပြောလိုက်ပါတယ်။အချင်းကြားပြီးနက်စတီဟမ်မြောင်နေမှာတော့သူမရဲ့16နှစ်ပြည့်မွေးနေ့ကိုရောက်လာခဲ့ပြီးဒေါန်ကကိတ်မုံနဲ့အနီရောင်အိယာဝင်းကိုစုံကိုလက်ဆောင်ပေးခဲ့ပါတယ်။ဆာရာကနိုင်ဒီလုံးတောင်းတဲ့အခါမှာတော့သူမဘာကတခုခုပြန်လုပ်ပေးမှရမယ်လို့ဒေါန်ကပြောပါတယ်။ဆာရာကညင်းဆန်တဲ့အခါမှာတော့သူမကိုရိုက်နှက်ပါတော့တယ်။အချင်းကြားပြီးတနစ်နှိပါကြမှာတော့ဆာရာမကိုဝင်ရှိလာပြီးခလေးမွေးခါနီးဖြစ်လာပါတယ်။ဘယ်သူအကူညီမှမပါပဲသူမဟာမရီတို့နာမည်ပေးထားတဲ့သမီးလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။၄ နှစ်ကြာတဲ့အခါမှာတော့ဆာရာမှာနောက်ထပ်ကိုဝင်ရှိလာပြန်ပါတယ်။ဒေါန်ကတော့အပေါ်ထပ်မှာဇနီးဖြစ်သူအိုင်ရင်သမီးအေမီတို့နဲ့တပွားမြေအောက်ခန်းထဲမှာဆာရာနဲ့မြေးဖြစ်သူမရီတို့နဲ့တပွားအဲ့လိုမျိုးရှူအပ်ပြီးနှစ်ဘဝနေထိုင်နေခဲ့ပါတယ်။အိုင်ရင်ကဆာရာကိုစုံစမ်းဖို့ပုဂ္ဂလိကစုံထောင်ငားချင်နေပေမဲ့ဒေါန်ကခါခါတီးတီးငင်းဆိုခဲ့ပါတယ်။ဆာရာတို့သားအမိလိမ့်လိမ့်မာမာနေတာကြောင့်ဒေါန်ကငင်းအောက်ခန်းထဲကိုတီးပြီးတလုံးလက်ဆောင်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဆာရာမမိုက်ကယ်လို့နာမည်ပေးထားတဲ့ဒုတိယမြောက်သားလေးတယောက်ထိုက်ရခဲ့ပါတယ်။တညမှာတော့ဆာရာကသူမရဲ့ကြောက်စရာကောင်းတဲ့ဘဝစကြောင်းကိုမင်းသမီးလေးတွေသူရဲကောင်းတွေပါတဲ့ပုံပြင်တပုတ်အဖြစ်ပြောင်းလဲပြီးကလေးတွေကိုပြောပြနေခဲ့ပါတယ်။ခရစ်ကအိမ်ကိုထပ်ရောက်လာပြီးဆာရာအကြောင်းစုံစမ်းတဲ့အခါမှာအေမီကအမှန်တိုင်းပြောပြလိုက်ပါတယ်။ဒေါန်ကခရစ်ကိုလိန်ပြောထားမှန်းတည်သွားတဲ့အခါမှာသူတို့နှစ်ယောက်ဟာဒေါန်ကဆာရာအပေါ်ဘလောက်တောင်ဆိုးသွမ်းဟဲလဲဆိုတာကိုဆွေးနွေးခဲ့ကြပါတယ်။အေမီကတော့ဒေါန်ရဲ့စိတ်နဲ့စိတ်ထားနဲ့ဒေါထကြီးတဲ့အချင်းတွေကြောင့်ဆာရာကိုတတ်လိုက်ပြီလားဆိုပြီးကြောက်နေခဲ့ပါတယ်။အချင်းတွေကုန်လွန်လာပြီးဆာရာမှာထောမတ်ဆိုတဲ့တတိယမြောက်သားလီကိုထပ်မွေးခဲ့ပါတယ်။ဆာရာကဒေါန်ကိုဖြောင်းဖြာမိဒီကလေးကိုတော့အပေါ်ထက်ကိုခေါ်သွားပြီးဖို့ပြောခဲ့ပါတယ်။
မြေအောက်ခန်းထဲမှာနေရာမရှိတော့တဲ့အပြင်သူမလည်းကလေး3ယောက်ကိုမပြုစုနိုင်တော့ဘူးလို့အကြောင်းပြခဲ့ပါတယ်။အဲ့ဒီကလေးလေးကို Irene တွေ့သွားအောင်အိမ်ရှိဝရန်ဒါမှာထားခဲ့ပါတယ်။ကလေးချင်းတောင်ထဲမှာဆာရာကိုတောင်ရေးထားတဲ့အောင်နဲ့စာလေးတစ်ဆောင်ပါလာပြီးသူမနဲ့သူမရဲ့ရေးစားမှာကလေးကိုစောင့်ရှောက်ဖို့အိမ်အားမရှိဘူးလို့ရေးထားပါတယ်။ဒါပေမဲ့တကယ်တမ်းကတော့ဆာရာကအကူကြီးတောင်းတဲ့စာတို့လေးတစ်ဆောင်ကိုပါထည့်ပေးလိုက်တာပါ။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲအဲ့ဒီစာကိုတောင်ကအရင်တည်သွားပြီးဆာရာကိုထပ်ပြီးနှိပ်စက်ပါတော့တယ်။နှစ်တွေအများကြီးကုံဆုံးသွားခဲ့ပါပြီ။မြေအောက်ခန်းထဲမှာပိတ်လောင်ခံထားရတဲ့ကလေးတွေဟာသူတို့အမေပြောပြတဲ့ပုံပြင်တွေနဲ့ပဲကဘာကြီးကိုစိတ်ကူးယဉ်နေခဲ့ကြပါတယ်။အခုဆိုရင်ဆာရာမြေအောက်ခန်းထဲရောက်နေတာ14နှစ်တောင်ရှိသွားပါပြီ။မရီလေးဟာလည်းချောမောလက်ပါတဲ့မင်းကလေးတယောက်ထစ်လာပြီးတညမှာတော့မိတ်ကပ်တွေလင်းကြည့်နေခဲ့ပါတယ်။ဒေါန်ကမရီရဲ့အလားအပေါ်စစ်ဝင်တစားချိနေတာကိုဆာရာတွေ့သွားတဲ့အခါမှာတော့သူမရဲ့သမီးလေးကိုဘာမှမလုပ်ဖို့တောင်းပန်ခဲ့ပါတယ်။ဒါကိုဒေါသထွက်သွားတဲ့ဒေါမ်ကလေဝင်လေးထွက်ထိန်ချုပ်တဲ့ခလုတ်ကိုပိတ်လိုက်ပါတော့တယ်။အသက်ရှူရခက်ခဲနေတဲ့မရီကသူမမှာသူငယ်ချင်းလည်းမရှိဘသူနဲ့မှလည်းမစုံဘူးတဲ့အပေါ်ဝမ်းနည်းစကားဆိုပါတယ်။ဒီစကားဝိုင်းကနေသစင်မရီဟာဒေါန်ကသူမရဲ့အဖေတော်အဘိုးတော်ဖြစ်နေမှမသိသေးဘူးဆိုတာကိုကျွန်တော်တို့သိလိုက်ရပါတယ်။အခုအရွယ်ရောက်လာပြီဖြစ်တဲ့ထောမတ်ဟာသူ့အငယ်ရဲ့အိတ်ခမ်းထဲမှာငိုနေတဲ့အဘွားဖြစ်သူကိုတွေ့သွားပါတယ်။ Irene ကသူမရဲ့သမီးလေးကိုလွှမ်းဆွနေပြီး Thomas ကို Sarah ဟာဘလောက်တောင်ထူးကျွမ်းတဲ့မင်းကလေးလဲဆိုတာကိုပြောပြနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမြေအောက်ခန်းထဲမှာအမိုးကနေမိုးရွေပြီးယိုးလာပါတယ်။ Sarah ကအပေါ်ကိုတက်ကြည့်တဲ့အခါမှာအမိုးကစိုးထိုင်းနေတာကိုတွေ့လိုက်ရပါတယ်။သူမဟာစွန်တကြောင်ကိုသုံးပြီးမြေပြင်ပေါ်ရောက်အောင်တူခဲ့ပြီးအပေါက်လေးကနေအလင်းနဲ့အချက်ပြအကူကြီးတောင်းခဲ့ပါတယ်။အိမ်နီးနားချင်းတယောက်ကဒါကိုမြင်သွားပြီးမြဲကိုယ်တိုင်လာမစစ်ပဲဒေါန်ကိုပဲတွားပြောလိုက်ပါတယ်။ဒါကြောင့်ဒေါမ်ကကိုဝင်ရှိနေတဲ့ဆာရာကိုထပ်ပြီးရိုက်နှက်ပါတော့တယ်။အဲ့ဒီတန်ကြောင့်ဆာရာမှာကလေးအသေးမွေးခဲ့ရပြီးဒေါန်ကအဲ့ဒီကလေးကိုခြံထဲမှာပဲမြုပ်နှံလိုက်ပါတယ်။ဒေါန်ကမြေအောက်ခန်းကိုဆင်းလာပြီးဆာရာကိုအပြစ်တင်စကားတွေပြောပါတယ်။အားကစားမှာထူးချွန်တဲ့ထောမတ်ကိုတော့ချီးကျူးစကားဆိုခဲ့ပါတယ်။မရီနဲ့မိုက်ကယ်တို့ကသူတို့ဘယ်တော့အပြင်လောကကိုထရမလဲလို့မေးတဲ့အခါမှာဒေါန်ကဆာရာရဲ့အကျင့်စာရိတ္တမကောင်းမှုကြောင့်သူတို့ဒီမှာပိတ်မိနေရတာလို့အပြစ်ပုံချခဲ့ပါတယ်။ကလေးလေးရဲ့မိကွန်းနေများလာတဲ့အခါမှာဆာရာကဒေါသတကြီးနဲ့အခန်းထဲကပရိဘောဂါတွေကိုရိုက်ခွဲပစ်လိုက်ပါတယ်။အာယန်ကုန်ခန်းသွားတဲ့ဆာရာဟာမြေပြင်းပေါ်လဲကျသွားပြီးခရစ်နဲ့ပြောခဲ့ရတဲ့အချိန်တွေကိုပြန်တတိယနေခဲ့ပါတယ်။ကလေးတွေကသူမကိုစောင့်ချုံပေးပြီးတန်ရှင်းအေးတို့ပေးခဲ့ကြပါတယ်။ဆာရာကကလေးတွေဟာအမှန်ကိုသိဖို့အချိန်တန်ပြီးဆိုပြီးသူတို့ဒီမှာပိတ်ပြီးနေရတဲ့အကြောင်းရင်းကိုပြောပြလိုက်ပါတော့တယ်။အရင်ကတော့ဒွန်ဟာအပေါ်ထက်မှာအေမီတို့နဲ့သူတို့သောမတ်ကိုကူးဆောင်ရှောင်ပေးနေတာလို့ပဲသူတို့ထင်ခဲ့ကြတာပါ။ဆာရာကဒွန်ဟာသူမရဲ့အဖေဖြစ်တယ်လို့သူတို့ရဲ့အဖေလည်းဖြစ်တယ်ဆိုတဲ့နာကျင်စရာအမှန်တရားကိုဖိတ်ပြလိုက်တဲ့အချိန်မှာတော့မာရီဟာရုတ်တရက်ရင်ကျက်ဝေဒနာအပြင်းထန်ခံစားလိုက်ရပါတော့တယ်။ကလေးတွေကသူတို့ကိုယ်သူတို့တခုခုမားရွေးနေပြီလို့ခံစားနေရပေမဲ့ဆာရာကတော့ဒါရီအားလုံးဟာဒွန်ရဲ့အဖြစ်သာဖြစ်တယ်လို့နှစ်သိမ့်ပေးခဲ့ပါတယ်။တနေ့အကြာမှာတော့ဒွန်ကဆာရာရဲ့ရုပ်ရည်ကိုစော်ကားပြောဆိုခဲ့တာကြောင့်ဒွန်နဲ့မိုက်ကယ်တို့ကြားမှာပြဿနာတွေထပ်ဖြစ်ခဲ့ပါတယ်။ဒွန်ကအလွတ်မှာအစင်မပြေဖြစ်နေတာကြောင့်မြေအောက်ခန်းထက်ကလူတွေအတွက်စားနပ်ရိက္ခာတွေကိုရှော့ချပစ်လိုက်ပါတယ်။မကြခင်မှာပဲသူအလွတ်ပြုတ်သွားပါတော့တယ်။အိမ်ကိုအသိမ်းခံရတော့မဲ့အခြေအနေနဲ့ရင်ဆိုင်ရတဲ့အခါဒွန်ကမြေအောက်ခန်းထက်ကမိသားစုကိုတပ်ဖြစ်ဖို့ကြိုးစားခဲ့ပါတယ်။သူကကာအိစောကထွက်တဲ့အခိုးငွေတွေကိုလေးဝင်းလေးထွက်ပေါက်ထဲကိုတွင်းလိုက်တာပါ။ဒါပေမဲ့ကိုထောင်ထဲကိုသောမတ်ရောက်လာတာကြောင့်သူတို့ရဲ့အသက်တွေမမျှော်လင့်ပဲပေးကင်းသွားခဲ့ပါတယ်။ဒွန်နဲ့သူ့မိသားစုကခြံထဲမှာပျော်ပျော်ပါပါအကင်းစားနေချိန်မှာတော့မာရီလီဟာအသက်ရှူရခက်ခဲပြီးအခြေအနေဆိုးရွားနေခဲ့ပါတယ်။ဒွန်ကမာရီကိုစိတ်ယုံတင်လို့ညှင်းဆန်နေခဲ့ပြီးမြဲဆာရာကဘာမှမပြောပါလို့ကတိပေးပြီးအတနာခံခဲ့တာကြောင့်နောက်ဆုံးမှာတော့သူတပေါ်တူလိုက်ပါတယ်။မိုက်ကယ်ကတော့မြေအောက်ခန်းထဲမှာပဲကြံရစ်ခဲ့ရတာပါ။အခုဆိုရင်အရင်ချခံထားရတာ2ပေါင်20တောင်ရှိခဲ့ပါတယ်။ဇလန်အစမှာမြင်တွေ့ခဲ့ရတဲ့မာရီကိုဆေးရုံတင်ဖေးရတဲ့အခန်းကိုပြန်ရောက်လာတာဖြစ်ပါတယ်။ဆရာဝန်တွေကမာရီလေးရဲ့အသက်ကိုကယ်တင်နိုင်ခဲ့လို့ဆာရာတယောက်တကယ်ကိုစိတ်သက်သာရသွားခဲ့ပါတယ်။သူနာပြူကဆေးမတန်းတွေမေးတဲ့အခါမှာတော့မာရီကအိမ်မှာပဲစာတင်တာဖြစ်ပြီးတဘာဝဆေးနီးတွေနဲ့ပဲကုသခဲ့တာလို့လိမ်တော်ခဲ့ရပါတယ်။ဆာရာကထွက်ပြေးဖို့လမ်းစားကိုရှာနေပေမဲ့သူကြည့်ရတာတကယ်ကိုပင်ပန်းနွမ်းလန်းနေပုံရပါတယ်။သူကဆေးမတန်းကြီးပေါ်ရေမောက်ချလိုက်ပြီး
တွန်းနဲ့လူချင်းကြွအောင်လုပ်ခဲ့ပါတယ်။တွန်းသူစီမရောက်ခင်စက္ကန့်ပိုင်းအလိုမှာပဲဆာရာကသူနာပြူစီကိုရှောက်ထားပြီးအကူအညီလိုအပ်နေကြောင်းဖွင့်ပြလိုက်ပါတော့တယ်။ရေအရာရှိတယောက်ကတွန်းကိုစစ်ဆေးမေးမြန်းပြီးဖမ်းဆီးလိုက်ပါတယ်။ဆာရာကသူတို့တွေလွတ်မြောက်သွားပြီးဖြစ်ကြောင်းမာရီကိုပြောပြခဲ့ပါတယ်။အိမ်ကိုရဲတွေရောက်လာပြီးမိုက်ကယ်ကိုလည်းကဲထုတ်ပေးခဲ့ပါတယ်။မြေအောက်ခံတွေကထွက်လာတဲ့မိုက်ကယ်ရဲ့အခြေအနေကိုမြင်လိုက်ရတဲ့အိုင်ရင်နဲ့သောမတ်တို့ဟာတကယ်ကိုစိတ်ထွေးခိုက်သွားခဲ့ကြပါတယ်။တွန်းကတော့ဒီမြင်ကွင်းအားလုံးကိုရေကားပေါ်ကနေကြည်နေခဲ့ရပါတယ်။နောက်ပိုင်းနွေရာသီရထားရတဲ့နေ့တစ်နေ့မှာတော့မာရီ၊သောမတ်နဲ့မိုက်ကယ်တို့ဟာတော်ရွာလေးထဲမှာကစားနေကြပြီးဆာရာအိုင်ရင်နဲ့အေမီတို့ကတော့အိမ်ရှိဝရန်တာကနေကြည်နေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာခရစ်ကဆိုင်ခဲနဲ့ရှောက်လာပါတယ်။သူနဲ့ဆာရာတို့အတူတူလိုက်လျှောက်ထက်ခဲ့ကြပါတယ်။ခရစ်ကဆာရာကိုရှာဖို့ပုံမကျွန်းစားခဲ့မိတာရဲ့သူ့အဖေရဲ့လိန်ငါးမှုတွေကိုယုံခဲ့မိတာရဲ့အတွက်တောင်းပန်ခဲ့ပါတယ်။သူကဆာရာအသက်18နှစ်တုန်းကသူတို့နှစ်ယောက်ခရီးထွက်ဖို့စီစဉ်တုန်းကဝယ်ပေးခဲ့တဲ့ပိုင်းရောင်ဆိုင်ခဲဥထုလေးကိုလက်ဆောင်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာပျော်ပျော်ရွှင်ရွှင်နဲ့သူတို့မျှော်လင့်ခဲ့တဲ့ဆိုင်ခဲခရီးစဉ်လေးကိုအတူတူထွက်ခွာသွားခဲ့ကြပါတော့တယ်